Hello ဒီနေ့20ရီရယ်ဘုံမော်တော့ဈေးတော့ဝယ်ခိုင်းလို့ကျွန်မတော့ဝယ်မှာဖြစ်ပါတယ်ဝယ်ပေးရမယ့်ပစ္စည်းတွေကတော့ uniform တွေလည်းဝယ်ရမယ်နောက်ပြီးရှင်အတွင်းကန်တွေရောပေါ့နော်နှာခမ်းတွေရောခေါင်းစည်းကွင်းတွေရောမှားလိုက်တာကတော့စုံနေတာပဲပေါ့နော်အဲ့ဒါတော့ဝယ်ပေးမှာဖြစ်ပါတယ်ပတ်စံ20ဘုံနဲ့ပါတယ်ရလဲသိချင်လိုက်ခဲ့ပေးကြပါဒီနေ့တော့ကြာနေပေါ့နော်အိမ်မှာဘယ်သူမှမရှိကြဘူးကျွန်မလည်းပိတ်ရတော့မပေးဘူးပေါ့နော်ဒါပေမဲ့ကျွန်မတစ်စိမ်းလုံးကိုကျွန်မပုတ်ပြီးတော့မှကျွန်မအိမ်ပြန်မှာဖြစ်ပါတယ်အိမ်အလုပ်တွေလည်းပြီးသွားပါပြီစစ်ပြုတ်လို့လည်းပြီးသွားပါပြီဆိုတော့ကျွန်မအားရနေတယ်ပေါ့နော်တနေ့ကုန်လုံးဆိုတော့ကျွန်မ3လွှာရှိတယ်ကွယ်ဈေးက3လွှာရှိတယ်3လွှာလုံးကျွန်မပတ်ပြီးတော့မှအိမ်ပြန်မယ်ဒီနေ့အိမ်မှာဘယ်သူမှမရှိဘူးအိမ်ဆောင်နဲ့ကျွန်မနဲ့2ယောက်ပဲရှိ Okay let's go ဒါတော့နောက်ကကောင်းကင်ကအရင်လှနေလို့ပေါ့နော်ကျမစကင်ကတဲ့ဂလိုးတယ်ပေါ့နော်ဘာသုံးလဲဆိုတော့နောက်နေ့မှကျမရှင်းပြပေးမယ်ယူလို့ကျမစကင်လို့ဖြစ်ချင်တယ်ဆိုရင်ကျမဘာသုံးလဲဆိုတော့ယူလို့ပြောပြမယ်တော့ကြနေဆိုတော့တဆိုင်တော့ကျမတယောက်ပဲရှင်ဟဲ့ဘာမှမလဲလှလိုက်တာဟဲ့သူဒီဘာမှမလိုချင်တာစိုက်ဘလောက်လည်းမသိဘူးဖင်မှန်ကြည့်လိုက်အောင်ပါဟဲ့5ရီ500ပိုက်စားပဲရှိတယ်ဟဲ့လိုချင်လိုက်တာမကြည့်တဲပွားလိုချင်တဲ့သူတွေတဲပွားရမယ်နော်မကြံတဲကိုပွားတာဟဲ့လှလိုက်တာသူက night dress လိုချင်တာတဲ့ဒါလေးလည်းလှရကြစစ်ရီရ500ပိုက်စားပဲရှိဟဲ့မကြက်တဲ့ပေါ့ဟောသူလိုချင်တာဒါသူလိုချင်တာချင်ယူနီဖောင်းတွေလည်းမှားလိုက်တယ်ပေါ့နော်ယူနီဖောင်းကဘယ်လောက်လဲဆိုဈေးကြည့်လိုက်အောင်ပါဈေးကဘယ်နာမှလည်းမသိဘူးဒါကမီလီယံ size ပါဒါ small size သူနဲ့တော်ပါမလားမသိဘူးနှစ်ထည့်မှားတာပေါ့နော်ညအိတ်မှားတာပေါ့နော်ညအိတ်ဒါလေးလှလိုက်တယ်ကျန်3 year 400ပိုက်စားပဲရှိတယ်ဟဲ့ဒါကောင်းဝင်လေးကျန်ချစ်စရာလေးဟဲ့ဒါလေးလှတယ်မကြည့် t-shirt လေးတွေလက်ရှိလေးတွေ3 year 95ကျန်လာဘူးလေးလှနေဒါညဝတ်အိတ်တယ်ကျန်1ရီရဲ့70 50ဒီတစ်ဖာလုံးမှာ1ရီရဲ့ကျော်ပဲရှိတယ်ကဘာဆိုင်တယ်မသိဆိုင်တဲ့ဖောက်ကြည့်လို့ရလားမသိကြာယောက်ျားလားမိန်းမလားမသိdon't open နဲ့စကတ်ထားတာပါဖောက်ကြည့်ချင်သေးတယ်ကျမနော်ဖောက်ကြည့်လိုက်တော့ဟမ်ဆိုတော့ဒီမှာအသားတွေသူပြတာဒီအသားပေါ့နော်ဒီကတစ်ထည့်နှစ်ထည့်3ထည့်တွေ့လား3ထည့်မှာ1ရီရဲ့500ပိုက်စားပဲရှိတယ်မကျန်တစ်ထည့်နှစ်ထည့်3ထည့်1ရီရဲ့600ပိုက်စားလေးကျင်ငယ်လုပ်တဲ့ဟာတွေဈေးမေးထားတဲ့သူတွေဒီမှာကြည့်2ရီရဲ့100ပိုက်စားနော်ဒါတွေရမယ်အမဈေးမေးထားတဲ့သူတွေနေ့တွေလည်းမှားလိုက်တယ်ပေါ့နော်အများကြီးပါပဲမကြီးတစ်ပေါက်လုံးမှာ1ရီရဲ့400ပိုက်စားပဲရှိတယ်တူလားဒီတစ်ပေါက်လုံးမှာ1ရီရဲ့400ပိုက်စားပဲရှိတယ်
300ပိုက်စာပဲရှိတယ်ကြည့်တူရဲလုံးမှာ1ရဲ့200ပိုက်စာပဲရှိတယ်ကလစ်လေးလည်းလှနေပြီးကောင်းကြီးကွန်းလေး这里个的我那个不要不要搞完我做，也不要不嘞。Hello。ဈေးတော့တာတွေကအတောင်ပန်မပါဘူးနည်းနည်းဈေးကြီးတာကျတော့အတောင်ပန်ပါတယ်ဟိုမှာကြည့်အတောင်ပန်လေးနဲ့ချက်တောင်ပန်လေးနဲ့ဂျိုင်းလိုက်တော့တယ်လည်းမှားလိုက်တယ်ပေါ့နော် Navian this for boy ဟော Navian နဲ့လည်းမှားလိုက်တယ်ပေါ့နော်ဒီဟာဘောနော်ဈေးမေးတာလို့ဒီမှာဒီမှာဆုံးကုန်ရရပဲလေကာစီရာအပေါ်တက်မှမသိအလဲတက်မှမသိအောက်တက်မှမသိကျမတော့တိုင်ပတ်နေတယ်ဟေးမောလိုက်တယ်အပေါ်တက်သွားလိုက်အောက်တက်သွားလိုက်နဲ့နော်ပါရမမကြည့်တောက်လို့မေးရတဲ့သူတွေဈေးဘယ်လောက်လဲမတော့မသိपता में वो वाला किधर है Savory 950 paisa इतनी है दो ड्रिंक है No okay okay လာတော့ကုန်းကြောင်ချုပ်လာတယ်ပြန်လဲပြန်အောင်ပပနဲ့ထွေးကားနဲ့ပြန်ရတယ်ကျမအိမ်ကအလုံးသူကတော့အပြင်မှာအပြင်သွားတာကိုလည်းကိုယ့်ဘာသာကိုစိတ်လာဝယ်လာပြန်တော့ကားကြုံပေါ့နော်ပပနဲ့တွေ့တယ်အမလေးပပကားပေါ်ခေါ်တင်လာတယ်လာတော့ကုန်းကြောင်ချုပ်လာတာပြန်လဲပြန်ပပကားနဲ့တိုးလာဝယ်ပြီးတော့ပါပြီဒါလေးအားလုံး20ဘိုးပါဒါလေးအားလုံးသူမှာတာပေါ့ထုတ်ပြပေးမယ်နော်ဆိုတော့ဒါမင်္ဂလိလစင်သုံးပါနောက်ပြီးတော့ uniform ပေါ့နော် uniform သူမှာတယ်ဒါလေးထည့်ပေးလိုက်ပါမယ်ကျန်လှနေပန်းရအောင်လေအဲ့ဒါပေါ့နော်အသားရှယ်ကောင်းတယ် uniform ရယ်နောက်ပြီးရှင်ဒီမှာကြည့်ဒါလေးရယ်နောက်ပြီးရှင်ဒီမှာပေါ့နော်ညဝွေသူကခေါင်းဝင်လို့ကျင်တယ်တဲ့ဆိုတော့ဒါလေးဒီမှာကြည့်ချစ်စရာလေးပန်းရအောင်လေးပေါ့နော်နောက်ပြီးတော့ဒီမှာကြည့်ကလစ်ဒီကလစ်ကလေးဒီအကုန်လုံးမှာလေ1ရဲ့200ပိုက်စာပဲရှိတယ်တွေ့လား1ရဲ့200ပိုက်စာပဲရှိတယ်ဒီအကုန်လုံးမှာသူကခေါင်းစည်းကွင်းလိုချင်တယ်တဲ့ဝယ်ပေးလိုက်တာကြိုက်လားမကြိုက်လားမသိဘူးကျမစိတ်ကြိုက်ကျမဝယ်ချခဲ့တယ်မကြိုက်တော့လဲမကြိုက်လဲကြည့်ကြိုက်လဲယူမကြည့် uniform နှစ်စုံဆိုလို့သူကကြတော့နှစ်စုံမနော်နှစ်စုံပေါင်းနေရတယ်မှာကြည့်ရှေ့ရွက်နော် uniform မှာတယ်မကြည့်ပန်းရောက် uniform ဒါ uniform လို့ uniform ပေါင်းပြီအဲ့ဒါမှာတယ်နောက်ပြီးသူမှာတာကွယ် t-shirt နဲ့ဘောင်းမီနဲ့တွဲရပေါ့နော်ညဝေးအိမ်မလို့တဲ့ဆိုတော့ကျွန်မဒါလေးယူပေးလိုက်တယ်ဒီ t-shirt အသားရှယ်ကောင်းပြီလားရိုးရှင်းတဲ့အတိုင်းပဲအသားကောင်းတယ်ဒီ t-shirt လေးနဲ့ဒီဘောင်းမီလေးကကပယ်ပေါ့နော်တွဲရ
သူ့ site နဲ့ကိုယ် site နဲ့အတူတူပဲဆိုတော့ကျမ site ကိုပဲကျမကြည့်ပြီးတော့ဝယ်ခဲ့လိုက်တယ်အဲ့တော့နှခမ်းနေပါ300ပိုက်စာပဲရှိတယ်ဒီဟာလေးဆိုတော့ပုံပါပြီဒါပေါင်ချပါ20ဘိုးပေါင်ချဒါယူရိုရဲ့လက်ထဲကိုပေါင်ချပါထည့်ပေးပါဖြစ်ပါတယ်โอเคနောက်ပြီးတော့ဒီမှာပေါ့နော်သူကခေါင်းစုပါမှားတာပေါ့နော်ခေါင်းစုကကြတော့ကျမအဲ့ site မှာလည်းမရအောင်ဘူးဒါကကျမခေါင်းစုကျမခေါင်းစုစွတ်ဆရာမလို့တော့သူ့လက်ဆောင်ပေးမှာပေါ့နော်မကြည့်ဟဲ့လှလိုက်တာဒါကကျမရဲ့ခေါင်းစုပါဒါပေမဲ့ကျမဝတ်စရာပြည့်ပြည့်မဝတ်ရအောင်လေနော်ခေါင်းစုမဝတ်ရတဲ့အတွက်ကြောင့်သူ့ဒီတစ်ထည်ရနှစ်ထည်ပေါ့နော်လက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်မကြည့်ဟဲ့လှလိုက်တာဒါဖားသိလိုက်ရှိအရာအောင်နဲ့တူတယ်ကြည့်အောင်ဒီနိုင်ငံမှာစင်မင်ပေါ်လို့မရအောင်ဒီလိုဟုတ်ပါအဲ့လိုမဟုတ်ပါအဲ့လိုလေအဲ့လိုဆိုတော့ဒီနှစ်ထည်ဝယ်စရာမလိုဘူးနော်ကျမလက်ဆောင်ထည့်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့ဗာလက်ဆောင်ထည့်ပေးရမယ်ဆိုရှာကြည့်လိုက်အောင်မယ်ကြည့်ဒါကတော့ကျမအင်ကြီးပေါ့နော်ကျမလက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်မကြည့်ပါဝတ်နိုင်တော့လှတယ်ပေါ့နော်ဒီဟာရဲ့နောက်ပြီးဒီတီရှပ်လေးရဲ့ပေါ့နော်မကြည့်ဝတ်နိုင်လှတယ်နော်ဒီတီရှပ်လေးရဲ့နောက်ပြီးဒါညဝတ်အိတ်ပေါ့နော်ဒါညဝတ်အိတ်သူကလိုချင်တာနဲ့ကျမလက်ဆောင်ထည့်ပေးလိုက်တယ်ဝတ်ပြီးသားပေါ့နော်ကျမအင်ကြီးတို့ဝတ်ပြီးသားတယ်ပြည့်အင်ကြီးတွေဝတ်ပြီးသားဆိုပေမဲ့လည်းအသုံးဝင်ပါတယ်နော်မပေါက်မပြေးပါဘူးမကြည့်ဒီပေါင်းမီလေးလည်းထည့်ပေးလိုက်မယ်ဟုတ်လို့ရှိရင်မကြည့်ဒီကောင်ဝင်လေးမကြည့်အဲ့ဒါလည်းထည့်ပေးလိုက်မယ်နော်ဆိုတော့ဒီလောက်ပါပဲပကင်ပိတ်မယ်ဒီနေ့တော့ဝယ်ဒီနေ့ delete app မှာဖြစ်ပါတယ်မှာတဲ့ပစ္စည်းတွေပါဒါက one set ပေါ့နော် t-shirt နဲ့ပေါင်းပြီး one set ဒါက uniform နှစ်ထည်နောက်ပြီးဒါကညဝတ်အိတ်ခေါင်းဝင်ဒါကကြတော့လာစင်သုံးဒါကကြတော့3ခုပေါ့နော်3ခုကိုမှ1 real 500ပိုက်စာပဲရှိတယ်နော်3ခုအဲ့ဒါက3ခုနောက်ပြီးရှိဒီမှာခေါင်းစည်းကျတော့တွဲလုံးပေါ့နော်1 real 200ပိုက်စာပဲရှိတယ်နောက်ပြီးကျမှနှခမ်းနေက300ပိုက်စာပဲရှိတယ်နော်ဒါတွေကသူမှာတဲ့ဟာတွေအကုန်လုံး20ဘိုးပေါ့နော်ဆိုတော့ဒီ t-shirt ကလေ3 real ကျော်တယ်သိလားနှစ်ထည်က6 real ကျော်တယ်ကွာအဲ့လိုတွေပေါ့နော်အဲ့လိုတွေရှိမယ်နောက်ပြီးဒီဟာကကျတော့ခေါင်းစွပ်2ခုပေါ့နော်ဒါကျမလက်ဆောင်ပေးတာဒါလည်းကျမလက်ဆောင်ပေးတာဒါလည်းဘောင်းမီပေါ့နော်လက်ဆောင်ပေးတာပါဒီခေါင်းဝင်လည်းလက်ဆောင်ပေးတာဒါ night wear ပေါ့နော်လက်ဆောင်ပေးတာပါဒါ t-shirt ပါဆိုတော့ဒီဟာတွေကကျမလက်ဆောင်ပေးတာပါနော်သူလိုအပ်မယ်ထင်လို့ပါဒါတွေအားလုံး20ဘိုးပါဒီနေ့ပါကင်ပိတ်ပါမယ် delete app ပါမယ်ရှင်